ယောင်မှုဆိုလေတမင်ခြံထားခဲ့ရင်ဒါအရိဏဒါနပဲဝယ်တဲ့ပုဂ္ဂိုလ်ကတခါလန်နှုံဟုတ်မို့လီတာ90နှုံပေးတယ်ကိုကပေးလိုက်တာလီတာ40ပဲရှိတယ်ဆိုလို့ရှိရင်ဒါလီတာ10လီတာဘိုးခိုးလိုက်တာပဲဈေးအောင်ဈေးဝယ်လုပ်တဲ့အခါမှာအတုတွေထည့်ရောင်းသလားနော်တန်မိုးကြီးတဲ့အရာနဲ့တန်မိုးသေးတဲ့အရာတန်မိုးသေးတဲ့အရာကိုရောထည့်ပြီးတော့တန်မိုးကြီးတဲ့ဈေးကိုယူတာမျိုးလဲအရိဏဒါနပဲဒါအရိဏဒါနဆိုတာအရာထဲမှာတခိုးလို့အော်ခံရမှဖြစ်တာမဟုတ်ဘူးအမတန်မှသတိထားစရာကောင်းအမတန်မှသတိထားစရာကောင်းဒီပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမယိုးသားတဲ့စိတ်နဲ့ယူတာမှန်သမျှဟာအရိဏဒါနအလေးမမှန်တာပစ္စည်းမမှန်တာရောပြီးတော့ရောင်းတာဒီလိုဟာကအစအတုနဲ့အစစ်လှုပ်တာတွေကအစအရိဏဒါနအဲ့ဒီအရိဏဒါနဒီဘဝအတွက်တော့သူများစီကနှိုက်ယူလိုက်လို့ရတာလေးတော့ဟုတ်တယ်အဲ့ဒီရလာတဲ့ပစ္စည်းတွေဟာကိုယ့်အတွက်မှာတန်တရားကြွေးကြီးတွေဖြစ်လာအင်တမကြောက်ဆက်ကောင်းတန်တရားကြွေးဆိုတာကြွေးဆိုသည်မြတ်ဘယ်ကြွေးပဲဖြစ်ဖြစ်ပေးဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝတ်ကြွေးကြတော့မပေးရှင်လို့နေလို့မရဘူးဒီပြင်ကြွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘန့်ကရချိန်ညာပြီးတော့နော်ဒေဝါလီခံပြီးတော့ကြွေးကိုရှောင်လို့ရသေးတယ်တန်တရားကြွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးသိဆိုင်ရမှာဖြစ်တယ်ပေါ့အဲ့ဒီတန်တရားကြွေးဟာမိမိယူထားတာတဲ့အတိုင်းတာအရာသိဆိုင်ဘုန်းကြီးတို့ငယ်စဉ်ကကြားဘူးတယ်ရွာတရွာမှာညီကို2ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတစ်ချက်ရဲ့ထက်ဝက်9မှုပေါ့အဲ့ဒီ9မှုညီစီကခဏချေးပြီးပြန်မပေးဘဲနဲ့တည်သွားတဲ့အခါကျတေကနီးမှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတဲ့စိတ်မကောင်းပြီးတော့သေဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီဆိုတဲ့ကကျွဲပဲလေနှစ်ပါးကျိုး